Hello မိတ်ဆွေတို့ကျွန်တော်တို့ဒီတစ်ခါသွားမဲ့ခရီးလေးကတော့တကယ့်ကိုထူးခြားပါတယ်စကိုင်းတိုင်းရင်းမာပင်မြို့နယ်တွေကတောနက်ကြီးထဲမှာရှိတဲ့အလောင်းတော်ကကပကိုဖူးမြော်ဖို့ထွက်လာခဲ့ပြီနော်ဟုတ်ပြီခရီးဆက်ကြရအောင်အလောင်းတော်ကိုဖူးဖို့ဆိုတာလွယ်တော့မလွယ်ဘူးဗျပထမဆုံးအတားအဆီးကဒီချောင်းလေးပဲရေအေးလေးကခရီးမောတာကိုပြေပြောက်စေတယ်အခုဆိုရင်ခြေလျင်မိုင်း20နီးပါးခရီးစားပြီပတ်ဝန်းကျင်မှာတောတောင်တွေကြီးပဲတခါတလေညှက်တန်တွေတောတရဆန်လေးတွေရဲ့အတန်တွေကလွယ်ရင်တိတ်ဆိတ်ငြိမ်သက်နေတာပဲဝါမောလိုက်တာဒါပေမဲ့လမ်းတစ်လျှောက်ကမြင်ကွင်းတွေကတကယ်ကိုလှပါတယ်ဒီတစ်ခါခရီးကကျွန်တော်ကိုဒီတောတောင်ကကျွန်တော်ကိုစိတ်ရှက်တဲခံမှုနဲ့ဇွဲလုံးလာအကြောင်းသင်ပေးနေတာပဲကဲမနာတော့ဘူးရှေ့ဆက်ကြမယ်